ပေါ့နော်ကျမတို့အခုပြောချင်တာကြတော့ပေါ့နော်ဒီ twin flame connection မှာရှိနေတဲ့နော်ဘာသာမတူတဲ့လူတွေပေါ့ဘာသာမတူတဲ့လူတွေကြတော့ပေါ့နော်ဘယ်လိုလုပ်မလဲပေါ့နော်ဘာသာမတူတဲ့လူတွေကြတော့နော်ပေါင်းဖက်ကြလာပေါ့နော်ဆိုတော့ဒါကကြတော့လေဘာသာမတူတဲ့အပေါ်မှာလေပေါ့နော်ဘာသာမတူတဲ့ပုံမှာကျမရဲ့အမြင်ဆိုလို့ရှိရင်တော့ကျမကိုယ်တိုင်မဟုတ်တဲ့အတွက်ဘယ်လိုမှမမြင်ဘူးပေါ့နော်ဆိုတဲ့အခါကျတော့ဒီအပေါ်မှာနော် twin flame connection အပေါ်မှာ twin flame မဟုတ်ဘဲနဲ့ဘာကြောင့်ချို့လူတွေကစိတ်ဝင်စားတာဆိုတာထက်ပေါ့နော်သူတို့အလုံးမဟုတ်ဘဲနဲ့ဘာဖြစ်လို့energy ပေးပြီးတော့လာကြည့်ကြတယ်လဲမသိဘူးပေါ့နော်ဆိုတဲ့အခါကျတော့နော်သူတို့သဘောကျနေတဲ့နော်လူတွေကြောင့်လားဆိုတော့လည်းမဟုတ်ဘူးပေါ့သူတို့ကထူးဆန်းနေတာကြောင့်လည်းဖြစ်မှာပေါ့နော်ဒီ connection အပေါ်မှာလေထူးဆန်းနေတာကြောင့်လည်းဖြစ်မှာဘာသာမတူတဲ့တော့ပေါက်ဆက်ခြင်းတွေမှာနော်ဘာသာမတူဘဲနဲ့အိမ်တောင်ပြုတဲ့လူတွေမှာပေါ့နော်ဒါကခက်ရှားပဲလीနော်ဘာသာမတူတဲ့အတွက်နော်ယဉ်ကျေးမှုတွေလည်းမတူဘူးနော်အတိုင်းဝိုင်းလည်းတူမှာမဟုတ်ဘူးလေနော်အတိုင်းဝိုင်းလည်းတူမှာမဟုတ်ဘူးအတိုင်းဝိုင်းမတူတဲ့ခါကျတော့ဘာဖြစ်လဲဆိုတော့လက်ခံနိုင်မှုတွေကတူချင်မှတူမှာနော်ဘာသာရေးမှာလည်းလေလက်ခံနိုင်မှုတွေကတူချင်မှတူမှာအဲ့တော့နော်ကျမဒါပေါ့နော်ကျမရဲ့ပေါ့နော်တစ်ဖက် twin flame ဒီနော်ပေါ့ဘာသာကြားပေါ့နော်ကျမကဗုဒ္ဓဘာသာသူကဘာသာခြားဖြစ်ပဲဆိုရင်ရောဆိုလို့ရှိရင်ကျမသဘောကျမှာမဟုတ်ဘူးဆိုတာနော် twin flame connection ဖြစ်နေတဲ့အတွက်ပေါ့နော်ဒီ connection ဖြစ်နေတဲ့အတွက်ဒါကနော်ဖြတ်လို့မရဘူးဆိုတာဘာကိုပြောတာလဲဆိုတော့ဒီစိတ်ခံစားမှု emotion ပိုင်းနေနော်တစ်ခါတလေမှာသွားပြီးတော့ချိတ်ဆက်မိတာတွေကိုဖြတ်လို့မရတာကိုပြောတာလေနော်အပြင်ဘက်အပိုင်းဆိုင်ရာမှာကျတော့ဖြတ်လို့မရတာမရှိဘူးလေနော်ဒါမျိုးတွေရှိတာပေါ့နော်အဲ့တော့ဘာသာခြားဆိုလို့ရှိရင်ရောကျမကဗုဒ္ဓဘာသာနော် तू ကတခြားဘာသာဝင်ဖြစ်နေမယ်ဆိုလို့ရှိရင်ရောကြိုက်မလားဆိုရင်ကြိုက်ပါဘူးကျမကဗုဒ္ဓဘာသာဖြစ်တဲ့အတွက်ဗုဒ္ဓဘာသာမျိုးသားကိုပဲကြိုက်တယ်ဗုဒ္ဓဘာသာမှာမှကျမကမီယိုဖလာအစင်နဲ့မဟုတ်ဘူးဗုဒ္ဓဘာသာကိုတကယ်ကိုကြည်ညိုလို့ပေါ့နော်မြတ်စွာဘုရားရဲ့ဒီတရားတွေကိုတကယ်ကိုကြည်ညိုလို့ကိုကကိုးကွယ်တာပေါ့နော်အဲ့ဒီအတွက်ကြောင့်ပေါ့နော်ဘာသာမတူဘူးဆိုလို့ရှိရင်ပေါ့နော်ဘယ်လိုလုပ်ကြမလဲဆိုလို့ရှိရင်ဘာသာမတူဘူးဆိုလို့ရှိရင်ကိုယ်တိုင်ဆုံးဖြတ်ကြပေါ့နော်ကျမသာဆိုလို့ရှိရင်တော့ဘာသာမတူရင်လက်ထပ်မှလည်းမဟုတ်ကြိုက်မှလည်းမဟုတ်ဘာဖြစ်လို့လဲဆိုတော့ဘာသာမတူဘူးဆိုတာအတိုင်းဝိုင်းတွေလည်းမတူဘူးလေဟိုဘက်အတိုင်းဝိုင်းဒီဘက်အတိုင်းဝိုင်းမှာဘယ်လိုပြောအဝင်ခွင်ကြမဖြစ်ဘူးလေအဝင်ခွင်ကြမဖြစ်ဘူးအဲ့တော့ဘာဖြစ်လဲဆိုတော့အကယ်၍ပေါ့နော်သူတို့လက်ထပ်လိုက်တဲ့ထားနော်ကြားတဲ့ခါကျရင်နော်ပေါ့အမျိုးသားဘက်ကဖြစ်စီအမျိုးသမီးဘက်ကဖြစ်စီအတိုင်းဝိုင်းတွေကဖိအားပေးမှာပဲတော့ဖိအားကဘာလဲဆိုတော့နော်နေမိမကငါတို့လူမှုတိုင်းဝိုင်းထဲမှာဘာသာရေးတိုင်းဝိုင်းထဲမှာပေါင်းမဝင်ဘူးနော်နေယောက်ျားကငါတို့ဘာသာရေးတိုင်းဝိုင်းထဲမှာပေါင်းမဝင်ဘူးငါတို့နဲ့လိုက်ရောညီတွေမရှိဘူးနော်ဒါမျိုးတွေနဲ့တဖြည်းဖြည်းနဲ့pressure ပေးတာမျိုးတွေပေါ့နော်အဲ့ဒါမျိုးတွေရှိတာအဲ့ဒါမျိုးတွေရှိတဲ့ခါကျတော့ဘာဖြစ်လဲဒီအတိုင်းဝိုင်းကနေပဲသူတို့ရဲ့အတိုင်းဝိုင်းနေပေါ့နော်နှစ်ဖက်အတိုင်းဝိုင်းကနေသူတို့နှစ်ယောက်ကို pressure ပေးလိုက်တာကြောင့်သူတို့ကွဲသွားတယ်ပေါ့နော်ဆိုတော့
အဲ့တော့အိမ်တော်ကြီးပြိုကွဲမှာအတူတူတော့အစနဲ့ကဘာသာမတူတဲ့လူနဲ့ယူပြီးတော့နော်အဲ့ဒီဘာသာမတူတဲ့တိုင်းဝိုင်းကနော်အဲ့ဒီအမျိုးသားရဲ့ဆွေမျိုးတွေကနှိပ်စက်တာဖြစ်စေအမျိုးသမီးရဲ့ဆွေမျိုးတွေကနှိပ်စက်တာဖြစ်စေဘာလို့နှိပ်စက်တာလဲဆိုတော့စိတ်ပိုင်းဆိုင်ရာအဲ့လိုနှိပ်စက်တာတွေကလားဟိုပေါ့မထီတထီပြောတာမျိုးတွေအဲ့လိုမျိုးတွေကိုနော်မခံနိုင်တဲ့အခါကျတော့ဘာဖြစ်လဲဆိုတော့နော်အချင်းချင်းပေါ့နော်သူတို့လင်မယားချင်းချင်းလည်းကြည့်မရတာတွေဖြစ်မှာပေါ့နော်လင်မယားချင်းချင်းလည်းကြည့်မရတာတွေဖြစ်လာပြီဆိုလို့ရှိရင်ကြာရှည်ကြတော့ချစ်မှာမဟုတ်တော့ဘာလို့လဲဆိုတော့ဘာသာရေးနေ့ပေါ့နော်ဘာသာရေးနေ့တွေဆိုလို့ရှိရင်လည်းနော်ဘာသာဝင်အတူတူမဟုတ်တဲ့အခါကျတော့ဘာဖြစ်လဲသူ့ဘာသာရေးနေ့ဆိုလဲကိုကဝင်ရောက်ပြီးတော့ဟလာလုတ်ကြိုက်ပြီးတယ်ဆိုရင်တောင်မှပဲနော်သူတို့အတိုင်းဝိုင်းသူတို့ဆွေမျိုးတွေကသူတို့ဘာသာဝင်မဟုတ်တဲ့အတွက်ကြည်ပြီးမှမဟုတ်ဘယ်လိုပဲဖြစ်ဖြစ်ပေါ့နော်မကြိုက်ဘူးဆိုတဲ့လူအတွက်ကကြာနေရမရှိဘူးပေါ့ကြာနေရမရှိဘူးအဲ့လိုဖြစ်တတ်တယ်နော်အဲ့လိုဖြစ်တတ်တယ်ဆိုတဲ့အခါကျတော့ပေါ့နော်တချို့ပေါ့နော်ဘာသာမတူဘဲနဲ့နော်ယူထားတဲ့နော်လူတွေရဲ့အိမ်တော်ကြီးကိုကြည့်လိုက်လေသူတို့ကြာမြဲလားမမြဲဘူးလားဆိုတာမျိုးတွေပေါ့နော်ဟိုတယောက်နဲ့တယောက်လိုက်ရောပြီးတယ်ဆိုတာလဲအစပိုင်းမှာတော့လိုက်ရောပြီးတာရှိမှာပေါ့နော်ကြာလာတဲ့အခါကျတော့ဘာဖြစ်လဲဆိုအဲ့ဒီပေါ့နော်ဆွေမျိုးအတိုင်းဝိုင်းနော်မိဘဆွေမျိုးအဲ့ဒီသူတို့ပတ်သက်ဆက်ဆက်ရတဲ့ဘာသာရေးအတိုင်းဝိုင်းအဲ့ဒါနဲ့ကအဝင်ခွင့်ကြမဖြစ်ဘူးဆိုတဲ့အခါကျအကြောက်တရားနဲ့ပေါ့နော်ဘာသာရေးမှာပဲဖြစ်ဖြစ်အိမ်တော်ရေးမှာပဲဖြစ်ဖြစ်ဘယ်မှာပဲဖြစ်ဖြစ်ပေါ့နော်အကြောက်တရားနဲ့အုပ်ချုပ်လို့နော်ချစ်ချင်းမြတ်တာမရအောင်အကြောက်တရားပေါ့နော်အကြောက်တရားဆိုဟာနင့်ကိုဝိုင်းဖယ်ထားလိုက်မယ်နော်နင့်ကိုလဆင်သုံးနေကြအသုံးစိတ်မပြီးတော့ဘူးဘယ်လိုဒါမျိုးတွေနဲ့ဝိုင်းဝန်းပြီးတော့နော်ဟိုပေါ့ကြောက်အောင်ပေါ့နော်ခြောက်ထားလို့ရှိရင်လည်းယွန်သွားတာပဲရှိမှာချစ်ချင်းမြတ်တာထွက်လာစရာအကြောင်းမရှိနော်အဲ့လိုရှိတယ်မပျော်ရွှင်တဲ့လူတွေကနော်ဘဝမှာသူတို့မပျော်ရွှင်တဲ့လူတွေကသူများတွေရဲ့ပေါ့နော်ပျော်ရွှင်နေမှုတွေကိုထိခိုက်တတ်ကြတယ်ပေါ့နော်အဲ့လိုရှိတယ်လူဆိုတာကအပေါင်းအသင်းနဲ့ပေါ့နော်ဟိုပေါ့အတိုင်းဝိုင်းနဲ့နေတာဖြစ်တဲ့အတွက်ပေါ့နော်အပေါင်းအသင်းနဲ့အတိုင်းဝိုင်းနဲ့နေတာဖြစ်တဲ့အတွက်နော်ကိုယ့်ရဲ့အပေါင်းအသင်းတွေရဲ့ pressure ကိုလည်းခံနိုင်ရရှိမှာမဟုတ်အပေါင်းအသင်းတွေရဲ့ pressure ကိုလည်းခံနိုင်ရရှိမှာမဟုတ်ပေါ့နော်ဟိုပညာကဟလာဟိုပေါ့ပေါ့နော်ဟိုပညာရေးဆုံးကမ်းမတိုင်ခဲ့လို့ကုမ္ပဏီတစ်ခုမှာတန်ရှင်းရေးလုပ်ရတယ်လို့ကုမ္ပဏီတစ်ခုမှာလုံခြုံရေးအဆောက်လုပ်ရတယ်လို့ဟုတ်လားကုမ္ပဏီတစ်ခုမှာလုံခြုံရေးအဆောက်လုပ်ရတယ်เนาะ admin ဆိုတဲ့เนาะဌာနမှာတောင်မှ admin ဆိုတဲ့ဌာနမှာတောင်မှလုပ်ရတဲ့တာဝန်ကြီးကမတူလေဘယ်လိုတာဝန်ယူရလဲဘွဲရတယ်ဆိုလို့ရှိရင်ဘယ်လိုတာဝန်ပေးတာလဲဟလာဘွဲမရတဲ့လူဆိုလို့ရှိရင်ဟလာပေါ့เนาะကားအဝင်ထွက်စရင်းမှတ်ရတာလားလူဝင်ထွက်စရင်းမှတ်ရတာလားဘယ်လိုလဲဒီလိုမျိုးရှိရလေဟလာတော့အဲ့တော့ပေါ့နော်ဘာသာရေးမတူဘူးဆိုလို့ရှိရင်အိမ်အောင်ဘက်မပြောနဲ့မိတ်ဆွေအချင်းချင်းတောင်မှဒါကစီးပွားဖက်မို့လို့တို့ဘာမို့လို့ဒါတော့ဟိုပေါ့ဆက်ဆံနေကြတာရှိမယ်လीနော်တကယ်တမ်းကျတော့ဟို
အတူရှင်တွဲပြီးတော့နေတာရှားတယ်လေဟုတ်လားထားပါတော့ပေါ့နော်ဟိုပေါ့ကျမတို့တန်လင်မှာနေခဲ့တယ်ပေါ့နော်တန်လင်ပေါ့နော်ရေနံချက်စက်ရုံကနော်ရေနံဆိုတာနဲ့sorry အာရေဗျဟိုပေါ့မွတ်စလင်တွေပဲသွားမမြင်နဲ့မြန်မာပြည်မှာရှိတဲ့ရေနံချက်စက်ရုံကအစိုးရမြန်မာအစိုးရပိုင်တဲ့ရေနံချက်စက်ရုံအစိုးရပိုင်တာဖြစ်တဲ့အတွက်အစိုးရဝန်ထမ်းတွေအလုပ်လုပ်တာနော်မွတ်စလင်တွေပိုင်တာမဟုတ်နော် sorry အာရေဗျသူတို့ကဒီရေနံထွက်တဲ့နိုင်ငံဒါမြန်မာပြည်ကထွက်တဲ့ရေနံပေါ့နော်ဆိုတဲ့အခါကျတော့နော်အဲ့ဒီနော်ရေနံအရာတန်းရက်ကွက်နဲ့ဟိုဘက်ဟိန္ဒူတို့မွတ်စလင်တို့နေတဲ့ရက်ကွက်နဲ့ကတ်နေတာပဲရက်ကွက်ချင်းသာကတ်တာလေနော်အသွားအလာတို့ဟိုဟာဖြစ်တာတို့မရှိဘူးဆိုလိုချင်တာကမြန်မာပြည်ထဲမှာပဲနေတယ်ရက်ွက်ချင်းကတ်နေတယ်ဒါပေမဲ့ယဉ်ကျေးမှုမတူကိုယ်ွယ်တာမတူတဲ့အခါကျတော့နော်ယဉ်ကျေးမှုမတူကိုယ်ွယ်တာမတူဘူးဆိုတဲ့အခါကျတော့ချားထားတယ်လို့ပဲလေနော်ဒီဟိုဟာရန်ကုန်မှာဆိုလို့ကြည့်လေဘဘဲတန်းဆိုလို့ရှိရင်ဘဘဲတန်းတို့ကြောက်တရားတို့ဆိုလို့ရှိရင်မွတ်စလင်တွေနေတာများတယ်နော်ရန်ကုန်မှာနော်ဒီလမ်းမတော်တို့လာတာတို့ဆိုရင်တရုတ်တွေနေတယ်နော်အတူတူရှင်တွဲပြီးတော့တရက်ကွက်ထဲနေကြတာမှမဟုတ်တာမွတ်စလင်တွေကလည်းမွတ်စလင်တွေရဲ့အစုတိုင်းနော်သူတို့ရဲ့ဘာသာရေးသူတို့ရဲ့ယဉ်ကျေးမှုနော်သူတို့အချင်းချင်းနားလဲတယ်အလားအချင်းချင်းကဘာဖြစ်လဲဆိုတော့သူတို့အချင်းချင်းကသူတို့ရဲ့ယဉ်ကျေးမှုသူတို့ရဲ့ဘာသာဓလေ့ထုံးစံအတိုင်းသူတို့လက်ခံနိုင်တယ်သူတို့နားလဲတယ်ဆိုတော့လူတွေနားပဲနေသလိုနော်ဗုဒ္ဓဘာသာကလည်းဗုဒ္ဓဘာသာအချင်းချင်းကြားမှာပဲနေကြတာလေနော်များသောအားဖြင့်ကတော့ဗုဒ္ဓဘာသာတွေကများတယ်လေအဲ့လားရန်ကုန်မှာဆိုလို့ရှိရင်အင်းစိန်မှာဆိုလို့ရှိရင်လည်းဘာဖြစ်လဲဆိုတော့ခရစ်ယာန်နေနေတာများတယ်လေကရင်နေနေတာများတယ်လေတော့အင်းစိန်ဟလာဟိုပေါ့ဗာလဲဟိုမျက်မမြင်ကြောင်းဟလာနားတို့ဘာတို့ဟလာအင်းစိန်ဗာလဲခဝဲကျင်နာမည်ကြီးပဲလေဟောကရင်နေနေတဲ့နေရာအဲ့ဒီကရင်နေနေတဲ့နေရာကိုဘာဖြစ်လဲကရင်နေနေတယ်ကရင်ထဲမှာလည်းခရစ်ယာန်ရှိတယ်လို့ဗုဒ္ဓဘာသာလည်းရှိတာပဲလေစမ်းကြောင်းဘက်မှာဆိုလို့ရှိရင်ရှမ်းနေများတယ်ကျမတို့နေခဲ့ဘူးတဲ့ဗဟန်းပေါ့နော်ဗဟန်းဒီဟိုပေါ့နမောက်လမ်းပေါ့နော်လမ်းမောက်လမ်းတွေ1နှစ်ဆိုပြီးရှိသေးတယ်အဲ့ဒီမှာကျမတို့ရဲ့ပေါ့နော်အင်္ဂလိပ်စာ professor နော်အင်္ဂလိပ်စာ professor နော်ဆီယာမဗုဒ္ဓဘာသာနော်ဗုဒ္ဓဘာသာအင်္ဂလိပ်စာ professor ဆီယာမနမောက်လမ်းတွေ1မှာနေတာသူ့ချံကဟိုအဝင်နားမှာပဲရှိတယ်ပေါ့နော်အဲ့တော့ပြောချင်တာပါလဲဆိုတော့ပေါ့နော်ဒီဗဟန်းဆိုလို့ရှိရင်လေဗုဒ္ဓဘာသာတွေနေတာဟုတ်တယ်ဗုဒ္ဓဘာသာတွေနေတာဟုတ်တယ်ကြိုကြားတခြားဘာသာလည်းနေတော့နေတယ်ဒါပေမဲ့ပေါ့နော်ဟိုဗုဒ္ဓဘာသာထဲမှာကြတော့လေဟလာကချင်ကရင်ချင်းနော်ဒါမျိုးတွေရှိတဲ့ခါကျတော့အဲ့ဒီနေခဲ့တဲ့နေရာမှာဆိုရင်ရှမ်းနေလည်းရှိတာပဲရှမ်းဟိုပေါ့ပါလဲကြောက်ကုံတယ်အဲ့တော့ဗုဒ္ဓဘာသာချင်းတူတယ်ဆိုရင်တောင်မှလေထပ်ပြီးတော့ကွဲသွားသေးတယ်လူမျိုးတူတဲ့နေရာပေါ့ခုနကရင်နေတယ်လို့ပေါ့နော်ခဝဲကြံဘက်မှာခရစ်ယာန်နေတာများတယ်ဟလားကရင်လူမျိုးခရစ်ယာန်သူတို့ကရင်ချင်းဟိုနေကြတယ်ဟိုရှမ်းဆိုလို့ရှိရင်လေသူတို့ရှမ်းနေတဲ့နေရာနာရှမ်းနေကြမှာပဲ
ကျမတို့လည်းဗုဒ္ဓဘာသာဖြစ်တဲ့အတွက်ကြောင့်မို့လို့ဗုဒ္ဓဘာသာတွေအဲ့လိုရှိတဲ့နေရာမှာပဲနေကြတာအဲ့လိုမျိုးပေါ့ဒါရန်ကုန်မှာကျတော့ဒါလူမျိုးဘာသာအစုံရှိတယ်လေနော်အညာမှာနေခဲ့တော့ကကျတော့ဘာဖြစ်လဲဆိုရင်အညာမှာနေခဲ့တဲ့အခါကျတော့ဗုဒ္ဓဘာသာတွေကြီးတော်တော်များတယ်လေဗုဒ္ဓဘာသာတွေကြီးပဲများတယ်ရန်ကုန်ရောက်တဲ့အခါကျမှသာတော့တိုင်းရင်းသားလူမျိုးပေါင်းစုံဘာသာပေါင်းစုံတော့အများကြီးရှိတာဟိုကြုံဘူးတာပေါ့နော်အဲ့တော့ဘာကိုပြန်ကောက်မှပြောရမလဲဆိုလို့ရှိရင်ပေါ့နော် twin flame ဖြစ်တဲ့ထောင်းတော့ဘာသာရေးမတူဘူးဆိုလို့ရှိရင်ယဉ်ကျေးမှုမတူဘူးဆိုလို့ရှိရင် twin flame ပဲဖြစ်နေတဲ့ထောင်းတော့နော်ရေရှည်မြဲပါမလားအဲ့မျိုးရှိတယ် twin flame connection တွေမှာကတခုခုကွာခြားတယ်အသက်ကွာရင်ကွာမယ်ဒါမှမဟုတ်လို့ရှိရင်နော်ဟိုပေါ့ပညာရေးတို့ဒီလူမှုအဆင့်တန်းတို့နော်အဲ့ဒါတွေကွာတယ်အဲ့ဒါမကွာဘူးဆိုလို့ရှိရင်ဘာဖြစ်လဲဘာသာရေးကွာတယ်ဘာသာရေးမကွာဘူးဆိုရင်တော့ဘာဖြစ်လဲနိုင်ငံလူမျိုးမတူဘူးပေါ့ဆိုလိုချင်တာဗုဒ္ဓဘာသာဖြစ်လို့မြန်မာနိုင်ငံလူနဲ့ပဲနော်ဟိုပေါ့ twin flame ဖြစ်တာမဟုတ်ဘူးနော်တချို့ဆိုလို့ရှိရင်အဲ့ဒါပြင်သစ်တို့စပိန်တို့နော်အဲ့လိုမျိုးပေါ့အဲ့ကြရင်ဘာဖြစ်လဲဆိုနိုင်ငံလည်းမတူဘူးယဉ်ကျေးမှုလည်းမတူဘူးဒါပေမဲ့ဘာဖြစ်လဲသူက twin flame ပြင်တယ်အဲ့လိုဖြစ်နေတယ်နော်အဲ့ဒီခါကျတော့ဒီ twin flame connection ဆိုတာကပေါ့နော်အရင်ပေါ့နော်လင်းလင်းမြန်မြန်ရင်းနှီးလွယ်တယ်နော်ဟိုပေါ့ရင်းနှီးတယ်ဆိုတာကိုသိတယ်နော်အဲ့ဒီလိုရင်းနှီးသလိုပဲခွဲခွာတဲ့အခါကျတော့လေအဲ့ဒီရင်းနှီးတဲ့အရာခံစားကြရတယ်ပေါ့နော်အဲ့လိုခံစားကြရတဲ့အတွက်ကြောင့်နော်ဘလို့ပေါ့နော်ကို self group ဖြစ်အောင်လုပ်ရတယ်လေဆိုတဲ့အကြောင်းအရာတွေပေါ်လာတာပေါ့အဲ့လို self group ဖြစ်အောင်လုပ်တဲ့အခါကျမှခံစားရတာတက်တာပြီးတော့နော်ပေါင်းဖက်ရသည်ဖြစ်စေမပေါင်းဖက်ရသည်ဖြစ်စေနော်အဲ့ဒီ outcome ကိုလက်လွတ်နိုင်တယ်အဲ့တော့လူတယောက်နဲ့တယောက်ပေါင်းဖက်တယ်မပေါင်းဖက်ဘူးဆိုတာလေဟိုရိုးရိုးတာမန်အတွဲတွေလိုပဲလေနော်ရေစက်ကန်နဲ့ဆိုင်နေတာနော်ဒါကတာမန်တမယိုးကြကိုပြောပြတာဟိုပေါ့နော်ဟိုမကောင်းတဲ့နီးလန်းနေနဲ့လုတ်ပြီးတော့ယူမယ်ဆိုလို့ရှိရင်လည်းမပြောတတ်ဘူးလေနော်နော်အဲ့တော့ဒါကစိတ်ပိုင်းဆိုင်ရာအရာပေါ့နော်ဒီနှလုံးသားရေးရာနဲ့ပတ်သက်ပြီးတော့နော်ဖွင့်ပြောရခက်နော်တိုင်ပင်ရအခက်နော်အဖြေရှာရခက်ဆိုတော့ဒီ connection အကြောင်းကိုပြောပြတာပေါ့နော်အဲ့ဒါကို twin flame လို့ခေါ်တာတခြားသမယိုးကြအတွဲတွေတွေ့ရိုးတွေ့စဉ်ကြုံရတဲ့ပေါ့နော်အခက်အခဲပုံစံမျိုးတည်းသူကပုံစံတစ်မျိုးဖြစ်တာ